အားလုံးပဲမင်္ဂလာပါကိုယ်စား Sport Channel အားလုံးနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီမှာဆိုတော့ပြင်သစ်လီဂူစတင်ပြီးဖွင့်လှစ်လာသလိုပရီးမီးယားလိဂ်ကလည်းစတင်ပြီးဖွင့်လှစ်လာဖြစ်ပါတယ်စပိန်လာလီဂါကတော့ဒီနေ့မှာလည်းရှိတယ်ဆိုတော့ကျွန်တော်တို့က3ပွဲလောက်ရှိတယ်ဖြစ်ပါတယ်အဲ့3ပွဲလုံးကျွန်တော်သုံးသက်ပြောဆိုပေးသွားအောင်ဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့မနေ့တနင်္ဂနွေမှာကံမဲ့ Real Betis နဲ့ Real Sociedad ပွဲစဉ်ကိုကျွန်တော်သုံးသက်သွားအောင်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ Betis ဟာ level 50 level 60လောက်ပေးလာတာဖြစ်ပါတယ်ကိုပေါင်းစီရနှလုံးငါးမှုရှုံးကနေပြီးနှလုံး90လောက်ထိတော့ဖြစ်နေတာတွေ့ရပါတယ်ဒီချင်းကဒီကိုပေါင်းစည်းပေါ့ဗျာတော်တော်လေးတော့ပြောင်းလဲသွားတဲ့အနေအထားမှာရှိတယ်တူရှုံးဝင်ရိုးထိတက်နေတာကျွန်တော်တွေ့ရပါတယ်ဗျာဒီနေ့သိကျွန်တော်ထိတဲ့တွေ့ဆုံမှုဟတ်တူကနောက်ဆုံးကျွန်တော်နှစ်ပွဲဆက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီပေါ့ဗျာပြီးခဲ့တဲ့ရာသီမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့နှစ်ပွဲလုံးဟာကျွန်တော်ဂိုးဘော်တွေပဲကန်ထားတာကျွန်တော်သတိထားမယ်Real Betis ကွင်းမှာကျွန်တော်တို့ဒါ round 5မှာကျွန်တော်တွေးဆောင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကပါတေးရှုံးပေးတယ်ကျွန်တော်3လုံး5မှုနိုင်နဲ့ဖွင့်လှစ်သွားတာဖြစ်ပါတယ်3-1ဆိုပြီးတော့ Real Betis ကအနိုင်ရရှိသွားတာဖြစ်ပါတယ်ဗျာဒီရာသီမှာနှစ်သိန်းလောက်တော့ကြီးကြီးမားမားအပြောင်းလဲတော့လှုပ်ထားခြင်းတော့မရှိဘူး Real Sociedad ကတော့ Europa League ကိုကမ်းမယ် Real Betis ကတော့ Champions League ကိုကမ်းမှာဖြစ်ပါတယ် Real Betis ကတော့သူတို့အနာပေးတဲ့လူတွေကိုတော့အနာပေးခဲ့တာကျွန်တော်တွေ့ရတယ်အသက်ကြီးတဲ့လူတွေကိုအနာပေးခဲ့တာဖြစ်ပါတယ်ဒီဟာဒီမှာတို့ရဲ့ဒါအနောက်ဆုံးလူဝယ်တဲ့နေရာမှာဆိုရင်အိုင်ယာလန်ကစားသမားဖြစ်တဲ့ကြီး Triparo ကိုကျွန်တော်တို့16တန်းနဲ့ဝယ်တာကျွန်တော်တော်တော်လေးသဘောကျတဲ့အနေအထားမှာရှိတယ်ဘာလို့ဆိုတော့ဒီကစားသမားဟာ AZ Alkmaar ကနေပြောင်းလာတဲ့အိုင်ယာလန်တိုက်စစ်မှုဖြစ်တာတွေ့ရပါတယ် AZ Alkmaar မှာဆိုလဲဂိုးတွေတော်တော်လေးတွင်းယူနေတဲ့ကစားသမားဖြစ်တာလဲကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ဘတ်တစ်အနေနဲ့အထောင်တိုက်စစ်မှုဒီပါကန်ဘူနီယာမှာအစားထိုးဝယ်လိုက်တယ်လို့ပဲကျွန်တော်တို့ယူဆပါဖြစ်ပါတယ်တော်တော်လေးဟိုမှာအတုံးတက်သွားနိုင်တဲ့ကစားသမားဖြစ်တာလဲကျွန်တော်တို့တွေ့ရပါတယ်ဗျာအဲ့ချက်ကတော့ဘက်တစ်ရဲ့တော်တော်လေးအားသာချက်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ကျန်တဲ့ကစားသမားတွေကတော့ဝင်ထွက်အဲ့လောက်ထိမရှိဘူးအရင်နှစ်ကကစားသမားတွေနဲ့ပဲဒီနှစ်မှာလည်းဖြတ်သန်းမဲ့အနေအထားမှာရှိပါတယ်တစ်ဖက်သင်းဖြစ်တဲ့ကျွန်တော်တို့ဒါ Real Sociedad ကလည်းဒီလိုပါပဲအဲ့လောက်ထိကြီးကြီးမားမားလှုပ်ထားခြင်းမရှိတာတွေ့ရပါတယ်ဗျာဒါကြောင့် Real Sociedad ကလည်းပြီးခဲ့တဲ့နှစ်ကလူစင်ရဲ့အတိုင်းပဲဒီနှစ်မှာလည်းဖြတ်တန်းလာဖို့များပါတယ်ဗျာဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဘတ်တစ်ပေးတာတဲ့ဂျီတန် level 60 80လောက်အခုချိန်မှာဖြစ်နေတာတွေ့ရပါတယ်ကိုပေါင်းစီကလည်းနှလုံးသားမှုရှုံးကနေတော့နှလုံး90ရှုံးတူရှုံးဝင်ရောထီတော့တက်လာတယ်အမှန်တကယ်ဆိုတော့ဒီအသင်းကဘတ်တစ်အသင်းအနေနဲ့အိမ်ဝင်းကောင်းတာကျွန်တော်တို့ဒါတည်ထားမှဖြစ်တယ်ဆိုစီတက်ကအဝေးခွင်းအရန်ညံ့တဲ့အသင်းပါဒါအောင်မှပြီးခဲ့တဲ့နှစ်ကျွန်တော်ကြေးတောင်မှမမှီသေးဘူးဗျာပေးလာတာအခုချိန်မှာဆိုရင် level 5ဝင်ရိုးမြန်မာကြေးတဲ့ဆိုရင်တော့ level 80လောက်ပြီးနေတဲ့အနေအထားမှာကျွန်တော်တို့ဒီနေ့မှာတေးတစ်ပေါက်ရှိတယ်လို့ခန်းစားရတယ်ဒါတော့ဒီပွဲစဉ်မှာဆိုရင်တော့1-1တေးကျသွားနိုင်တဲ့အနေအထားမှာရှိတယ်အမှန်တကယ်ဆိုရင်ဘတ်တစ်အနေနဲ့အိမ်ဝင်လန်းကောင်းတယ်အခုချိန်မှာလူခေါ်မှုတွေရောဘာလို့ဆိုရင် Real Sociedad တဲ့အများကြီးတာတယ်နောက်တစ်ခုကလည်းအိမ်ဝင်ဖြစ်တယ်ဆိုတော့ဒီထက်မကပိုပေးတဲ့နယ်လို့ကျွန်တော်တို့ယူဆပါတယ်ဗျာဒါတော့ဒီပွဲစဉ်မှာဆိုရင်တော့တေကျသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်မိပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်အောက်သင်းဖြစ်တဲ့ Sociedad body ကိုကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းမှာလည်းဒီလိုပါပဲဂိုးပေါင်းအောက်ကြိုက်ပါတယ်ကျွန်တော်တို့ဒါ1-1လောက်မှန်းထားတဲ့ပွဲစဉ်တစ်ပွဲပါကျွန်တော်2-1ဖြစ်ပါစေနဲ့လို့ပဲဆူတောင်းရမှာဖြစ်ပါတယ်1-0ဆိုရင်ကျွန်တော်တို့ဒါဘယ်တာပဲကြီးဖြစ်သွားမဲ့ပွဲစဉ်တစ်ပွဲပါဗျာနောက်တစ်ပွဲတော့ဒါ Premier League ရဲ့ကျွန်တော်တို့ Arsenal ပေါ့ဗျာ Arsenal နဲ့ Coventry City တို့ပွဲစဉ်ကျွန်တော်သုံးသပ်သွားဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ Arsenal ကတော့ 2D 3D ဆိုပြီးတော့ဖွင့်လှစ်လာဖြစ်ပါတယ် 2D ကတော့ဒါ body ဈေးဖြစ်ပြီးတော့ကိုပေါင်းဈေးကတော့ 3D ဝင်ရိုးနဲ့ပေးလာဖြစ်ပါတယ် 2D 3D ဝင်ရိုးပါဒီဂျေတန်နေကကျွန်တော်ကြည့်ရမယ်ဆိုရင်ဒါဂျေတန်ဟိုစတင်ပြီးကျွန်တော်ပြောပါမယ်ဒီဂျေတန်နေကကျွန်တော် Coventry ကိုဝင်ရအောင်ဆိုတဲ့ဂျေတန်ကိုဖွင့်လှစ်ထားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Arsenal ဘက်ကပဲ2ဂိုးသွင်းမလား3ဂိုးသွင်းမလား1ဂိုးပဲသွင်းနိုင်မလားအဲ့ဒါကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ် Arsenal အသင်းအနေနဲ့ Premier League Champion ဖြစ်ထားတဲ့ Arsenal အသင်းအနေနဲ့Coventry ကျွန်တော်အောက်ကကျွန်တော်တို့ဒါ Premiership ကတက်လာတဲ့ Coventry Champion အသင်းအနေနဲ့ဒီနေ့မှာဘယ်လိုများခံမလဲအဲ့ဒါကိုပဲစဉ်းစားမှာဖြစ်ပါတယ် Arsenal အနေနဲ့အဖက်ဖက်ကအတာစီးရနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့နောက်တစ်ချက်အနေနဲ့ Coventry City အနေနဲ့ကလည်းကျွန်တော်တို့ဒါဂိုးမရနိုင်တဲ့ခြေတန်းကိုဖွင့်လှစ်ထားတဲ့ကြောင့်ဒီပွဲစဉ်ဟာ Arsenal 2-3 ဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲပါ4-0ရောက်ဖို့ကတော့ကျွန်တော်မြင်ပြောတာတော်လေးခက်ခဲမဲ့အနေထားမှာရှိတယ်ဒါကြောင့်ကျွန်တော်တို့ minus ပဲပေးပေါ့ဗျာ3လုံးဥပမာ10ပြားရှုံး15ပြားရှုံးထိပဲဖွင့်9မှုရှုံးထိပဲဖွင့်မမီသေးဘူးလို့ကျွန်တော်တို့ပြောချင်ပါတယ်ကိုပေါင်းစည်းရောပါဒါကြောင့်ကျွန်တော်တို့ Arsenal အနေဆုံး2ဂိုးကတော့နိုင်မဲ့ပွဲစဉ်လို့ကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်လူစင်းကလည်းတော်တော်လေးမှကွာတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ဒီနေ့ Arsenal အနေနဲ့လူစုံတက်ဆုံပဲပွဲထွက်လာဖို့များတယ်အိမ်ဝင်လဲဖြစ်တယ် Coventry အနေနဲ့ဟိုကျွန်တော်အမြင်ပြောရတော့
ချန်ပီယံရှစ်မှာတော့ကောင်းခဲ့တာမှန်တယ်ဆိုပေမဲ့ပရီးမီးယားလိကိုစတင်ပြီးဖွင့်လိုက်ရမှာသူတို့အနေနဲ့လည်း pressure လေးရှိနိုင်တယ်လို့ဒီနေ့ပြ Frank Lampard အနေနဲ့လည်း pressure တော်တော်လေးပြီးနေမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆတယ်ဝေးခွင်းမှာကျွန်တော်တို့ဒါခန်းစစ်လောက်ပဲကစားလာဖို့များတဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်အာဆင်နယ်လိုအသင်းကိုကျွန်တော်တို့ဒါတိုက်စစ်ဖွင့်ပြီးတော့မဆော့နိုင်ဘူးလို့ကျွန်တော်တို့သုံးသပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အာဆင်နယ်အသင်းတွေကပဲအရှိကျွန်တော်ပြောသားသလို 2C 3C အဲ့လိုမျိုးဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ပါတယ်ဗျာအာဆင်နယ်ဘော်ဒီကြိုက်ပါတယ်ဂိုးပေါင်းကတော့သတိထားပြီးတော့ဆော့ပါ 4-0 တော့မရောက်နိုင်ဘူးတကယ်လို့မှကျွန်တော်တို့ပွဲနာနီးမှကျွန်တော်3လုံး5မှုရှုံးနေပါဖြစ်သွားမယ်ဆိုတော့ကိုပေါင်းအောက်လေးဆော့တင်ပါတယ်ကိုပေါင်းအောက်ကာပြီးတော့ဆော့တင်ပါတယ်5မှုလောက်ရလဲ5မှုအဲ့လိုစားရမယ်ပွဲစဉ်တစ်ပွဲပါဗျာ 3-0 ဆိုရင်ကျွန်တော်2ချက်ကွက်မိသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ပါတယ်ဗျာဒီနေ့ပွဲစဉ်ထဲမှာဒီနေ့ခေါင်းစားတဲ့ပွဲစဉ်ဆိုတော့ကျွန်တော်တို့ဒါပြင်သစ်လီဂူပွဲစဉ်1ရဲ့အဖွင့်ပွဲစဉ်ပေါ့မာဆင်းနဲ့စထရာဘော့ပွဲစဉ်ကနည်းနည်းလေးခေါင်းစားစရာလေးတော့ရှိတယ်ဘာဖြစ်လို့ဆိုတော့ဒီ150အနိုင်မှာ3လုံး10ပြားရှုံးလောက်ထိဖွင့်လာတာတွေ့ရတယ်။မာဆီးကကျွန်တော်ပေးတာဖြစ်ပါတယ်။နှစ်သင်းလုံးကကျွန်တော်တို့ခေါင်းစားတယ်ဆိုကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့နှစ်သင်းလုံးကကျွန်တော်တို့လူပေါ့ဗျာ။ကစားသမားအဝင်ထွက်စင်းရကျွန်တော်ကြည့်ရမှာဆိုရင် Strasbourg ဆိုရင်တော်တော်လေးကိုရုပ်ပြက်ဆင်းပြက်နိုင်တာကျွန်တော်တွေ့ရတယ်။ဘာလို့ဆိုတော့တကယ်ဥမာအဓိကကောင်းပေးဆိုတဲ့အသင်းမှာရှိတဲ့ကစားသမားတွေအကုန်လုံးကိုရောင်းထုတ်ထားတာကျွန်တော်တွေ့ရတယ်။4-5ရောက်လောက်တကယ် share တွေပဲရောင်းထုတ်ထားတာတွေ့ရသလိုတစ်ဖက်ကျွန်တော်တို့အင်ရှင်အသင်းဖြစ်တဲ့မာဆေးကလည်းဒီလိုပဲကောင်းဘေးဆိုတဲ့လူတွေကိုကျွန်တော်တို့ရောင်းထုတ်ထားတာကျွန်တော်တွေ့ရတယ်ဥပမာဆိုရင်ကျွန်တော် Greenwood လိုမျိုးကစားသမားတွေပေါ့ဗျာရောင်းထုတ်ထားတာတွေ့ရပါတယ်ဒါကြောင့်ဒီနှစ်သင်းဟာဟတ်တူဟတ်ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီမှာဆိုရင်နှစ်သင်းလုံးဟာဂိုးပေါ်ထားတာကျွန်တော်တွေ့ရတယ်3လုံးထိရောက်တယ်ပေါ့ဗျာ3လုံးထိရောက်တယ်မာဆေးသင်းအနေနဲ့အိမ်ဝင်းမှာကျွန်တော်ပေးသွားတဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရမှာဆိုရင်ဒီ2လပိုင်းလောက်မှကန်သွားတာကျွန်တော်ဖြစ်ပါတယ်အဲ့ဒီနှောင်းဆိုရင်မာဆေးတင်က level 80လောက်ပဲပေးတယ်ကိုပေါင်းစီ3လုံး30အနိုင်ပဲဖွင့်လိုက်တာဖြစ်ပါတယ်တူတူသေးကြသွားတယ်ဒါကကျွန်တော်တို့လူစုံတက်ဆုံဖြစ်နေတဲ့အနေထားเนาะမာဆေးတင်ရောစထရာဘော့ရောနှစ်သင်းလုံးလူစုံတက်ဆုံတော်တော်အားကုန်မီးကုန်ကျန်းနေတဲ့အချိန်မှာဖွင့်လှစ်သွားတဲ့ဂျီတန်ပါအခုလူမစုံတဲ့အနေထားမှာမာဆေးဖွင့်လာတဲ့ဂျီတန်က1-5မှုနိုင်ဗျာ1-55အနိုင်လောက်ရှိတာဖြစ်ပါတယ်ကျွန်တော်ဂိုးပေါင်းစည်းရလဲကျွန်တော်ကြည့်မယ်ဆိုရင်ဒီလိုပဲဂိုးပေါင်းစည်းလဲဒီတိုင်းပဲကျွန်တော်3လုံးကို10ပြားရှုံးထိတော့ဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဂျီတန်ကိုကျွန်တော်ချိန်ကြည့်မယ်ဆိုရင်နှစ်သင်းလုံးဂိုးရနိုင်တယ်ဆိုပြီးတော့ဖွင့်လှစ်လာတဲ့ဂျီတန်ပါတော်တော်လေးဥမာခေါင်းစားတယ်ကျွန်တော်အရှိရလဲပြောထားတာဖြစ်ပါတယ်ဘာလို့ဆိုတော့နှစ်သင်းလုံးကကျွန်တော်လူမရှိတဲ့ကစားသမားတွေမလောက်ငှတဲ့အနေအထားမှာဖွင့်လာတဲ့ဂျီတန်ကတော်တော်လေးအားသင့်စရာဖြစ်ပါတယ်လူစုံတက်ဆုံတော့မှမာဆေးတင်ကလည်းပဲ80လောက်ပဲပေးတယ်အခုလူအဲ့လောက်ဒီပေါ့ကစားသမားကောင်းနေမရှိတဲ့အနေထားမှာ1-5မှုနိုင်ထိဖွင့်လှစ်နေတာကျွန်တော်တွေ့ရပါတယ်တစ်ချက်ပဲကျွန်တော်မာဆေးတင်ကကျွန်တော်ဒါဒီခြေစမ်းပွဲတွေမှာတော့မဆိုးဘူးတော်တော်လေးခြေသမိုင်းကောင်းတဲ့အနေထားမှာရှိတယ်ကိုပေးကိုယူလေးတော့ဂျန်တယ်ဒီအက်တရီကိုတော့ရှုံးနေထားတယ်ဘီဘာကိုကျွန်တော်တို့3-1နဲ့အနိုင်ရရှိတာဒါခြေစမ်းပွဲဆိုတော့အဲ့လောက်ထိတော့ထက်တွက်ရမယ့်အနေထားမှာတော့မရှိဘူးစထရာဘော့ကတော့တော်တော်လေးဆိုးတဲ့အနေထားမှာရှိတယ်စထရာဘော့ခြေတမ်းပွဲတွေမှာပွဲတိုင်းလိုရှုံးနေထားတာကျွန်တော်တွေ့ရပါတယ်။တေးကြတဲ့နယူကာဆယ်နဲ့တပွဲပဲ1-1တေးကြခဲ့တာဖြစ်ပါတယ်။နယူကာဆယ်လည်းအခုချိန်မှာဆိုတော့လက်ဒူအသင်းဖြစ်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ဒီပွဲစဉ်ဟာမာဆေးနိုင်သွားနိုင်တယ်။ဂိုးပေါင်းလည်းပေါ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တတ်မှတ်ပါတယ်။အောက်ထစ်ကတော့ကျွန်တော်မြင်ပြောတာ2-1နဲ့ကျွန်တော်တို့ကပြီးဆုံးဖို့များတယ်။ထပ်ပြီးတော့ကျွန်တော်တို့ကန်ကောင်းရတော့3-1နေပါဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆပါတယ်ဗျာ။ဒါကြောင့်ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်မာဆေးဘော်ဒီကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာကဲဒါတော့ဒီနေ့မှာကျွန်တော်3ပွဲရှိတဲ့အတွက်ကြောင့်ကျွန်တော်3ပွဲလုံးကျွန်တော်သုံးသက်သွားဖြစ်ပါတယ်ကျွန်တော်တကယ်ကြောပြတဲ့ဘောလုံးပွဲတွေကိုကျွန်တော် online ကနေဆော့ချင်တဲ့တကယ်ချင်းတွေနဲ့ကျွန်တော် MK အားစားဝန်ဆောင်မှုကြော်ညာပေးခြင်းပါတယ်ဗျာသူတို့စီမှာဆိုရင်တော့1000ချက်ကနေစတင်ပြီးတော့ကျွန်တော်တို့အကောင့်ဖွင့်ပြီးတော့ဆော့ကစားနိုင်တဲ့အပြင်ဟိုမှဒီနှစ်မှာသူတို့စီကနေပြီးတော့လက်ခွဲ agent တွေပေးမယ်ဆိုပြီးတော့ကျွန်တော်တို့လာပြောထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တကယ်ကြောပြတဲ့လက်ခွဲ agent လုံးမဲ့သူပဲဖြစ်ဖြစ်ကိုယ်တိုင်5မဲ့တကယ်ချင်းတွေပဲဖြစ်ဖြစ် MK အားစားဝန်ဆောင်မှုကိုတွားရောက်ဆက်သွယ်ပြီးတော့ကိုတီးကျင်တာလေးတွေမေးပါငွေငွေထုတ်တွေဘယ်လိုလုပ်ရလဲကိုနဲ့ကိုက်ညီတဲ့အစဉ်ပြေမှဆက်ပြီးတော့ fight ကြဖို့ကျွန်တော်တော့အကြံပေးချင်ပါတယ်ဗျာကျွန်တော်တို့ကြော်ညာပေးတယ်ဆိုတာသူတို့ရဲ့ငွေကြေးပိုင်းဆိုင်ရာစံနှုန်းတစ်ခုကျွန်တော်တို့ကြည့်ပြီးတော့ကြော်ညာပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တကယ်ကြော်မို့တွေလက်ခွဲ agent လုပ်ချင်တဲ့လူပဲဖြစ်ဖြစ် fight ချင်တဲ့တကယ်ချင်းတွေဖြစ်ဖြစ် MK အားစားဝန်ဆောင်မှုကိုတွားရောက်ဆက်သွယ်ကြဖို့လဲကျွန်တော်ပြောချင်ပါတယ်ဗျာအောက်မှာသူတို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ link တွေကျွန်တော်ချပေးထားတာဖြစ်ပါတယ်ဗျာကျွန်တော်တကယ်ကြောပြီးဒီနေ့မှလည်းအပေါင်းတွေပြကြပါစေဆုမအောင်တောင်းပေးလိုက်ပါတယ်မနေ့ပြန်ဆိုရင်တော့ကျွန်တော်တို့ဒါပွဲစဉ်တွေအရန်များမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တကယ်ကြောပြီးရာသီအသစ်စားကနေစပြီးတော့ရာသီပိတ်တဲ့အထိအပေါင်းတွေပြကြပါစေကျွန်တော်ဆုမအောင်တောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲကွက်လက်ပါဗျာ